저는 따뜻해서가 띠dim도 따뜻하가 따뜻하다 병에서 넘다 마마 그래서 저는 애리면서 저를 다음 고이안에만 타고야 시세 내보니까 시아올련 감루시 애리만 띠dim만 싫어 저는 리바이벌 속으로 저를 노자이 뭐하지 안 그렇구나 뭐니 그나 요거는 뭐니 그나 시아 어땠나 시아 홈 저는 행지 안 나와네. 저는 이말 저는 저방 마시래지만 저는 이 보스가 뭐. 얘가 뒤에 모이게 되는 거. 또 그만 미세게 시네. 내가 기로 제대로 지금 그냥 나라 보므로 정말 뭐니 잡혀와가 별로 교라가 그 거기로 침만 보시 말에 저 내내비 때 감비로시 그거 침만 나사네 비만 좀 되라고 야라 그래서 내서 우리네 그러자 그날 저 교도고 저는 리바이벌 식으로 좀 노자기 그래서 봐봐 그게요 할까봐요 노자고 진짜 싶어요 저는 쓰다 리바이벌 식으로 저는 하고 내가 세마 광을 이유를 봐요 그래서 저는 또래 가져로 띠리며 봐요 띠리며 봐요 내가 병탈수라고 생각하고 그래서 시험은 가면 병탈로 놀래고 누가 먹는 거 저는 병탈수라고 저는 이걸 알아봐야 병원에 가면 이렇게 계획이요 그러면 저는 야원에 가면 나 하면 도이만파 서로 그나그나 나로 이 도이만스라 또 남의 집 앞에 너무 말이야 사랑은 도이만파로 결혼해 내가 미워는 내 papá 나를 말고 normal 저는 되게 진짜 남자 가져로 미안해도 들어와 저는 그림도 표 저는 나무 있어 저는 따뜻해가 말해서 지 먹게 그거 표현이 지 먹게 이거요 애들에 왜 저는 말로 교진아 왜 저는 교진아 그다음에 저는 비교다 저는 비교 말이지서 다 몰래 땡땡고 이렇게 다만 말해 이렇게 교진 아들 장사 교인 되게 그거 봐 그래 왜 무서워 저는 병에 제대로 치면 말해 저는 뼈 말해 저는 미소를 묘바를 뼈듯이 저는 병에 제대로 치면 바로 레스토시 저는 미소를 뼈게 그래서 Zomi 뼈고 너 뼈듯이 저는 비약피ak나 양 제대로 치면 저는 비약피ak나 띠라고 돼 저는 묘고 비약피ak나 비하고 띠세 비로만 저는 띠라라 다음은 저는 미소 피하라 저는 거기에 자도는 들으니 좀 뭐가 받아 피는 독하네. 너무 뜨거우니까. 애들 좀 뭐가 들어올래 좀 뼈미야. 저는 병원에 가서가 내가 들어왔죠. 저는 병원에서 저는 그냥 스타트야. 상가고 미조라만이 브리샤 때문에 주로 비야 봐서 나 브리샤 때문에 주로 비야 범마 아미스에 되고 그냥 나를 제가 가면 범마 아마 심플만 뭐죠 사이시야 이 어떻게 시야 내가 필요해 뭐죠 사 나가는 라이자 비야 부부 시에로 그 디스패치 라이트 그거나 시그널 디스패치 라이트 에로 비례 가지고 따뜻해만 이나 시와를 펴라비로 막 따뜻해만 주고 이래 이런 메뉴가 상황 비즈나리 바이 좋아요 너 메뉴 좀 병나 봐 메뉴 옆에 가져는 메뉴만 저는 비아스텍도 좀 에로 비아스텍도 많이 내가 저는 메뉴만 저는 대우시아 이거 좋아 나봐 앞에는 미라 프레스피리언 미조라마라스로 앞에요 미조라마 아이졸라 프레스피리언 되는 것 같아요 그만티어에 가져는 들어봐 프레스피리언 되는 거 쉬고 그지 에이로가 보면 저는 비례되는 일을 가서 프레스피리언스 너무 빠다 미조라마니로 또 어디 편하나 저 프레스피리언 시대가 저는 미래 비야 땀도 병의 테마 좋아해. 그래서 미소 교육에 가서 비야로
ကဖျားပြင်ချစ်တယ်ဝိပကုပွဲမှာပါတယ်ဒီမှာလူရှိုက်ကွာရဆိုတော့ကျွန်တော်ပြန်လူရှိုက်ကွာရဆိုတော့ပြန် Baptist Church တွေမှာပါကြပါတယ်အဲ့တော့အဲ့မှာချင်းတုံးပေါ့နော်ဒီကချင်းတုံးပါအဲ့လူရှိုက်ကွာရတွေပါလေဆိုတော့ကျွန်တော်တို့မော်လမြိုင်မှာရန်ကုန်မှာလူရှိုက်ကွာရဆိုတော့ဒီလိုကဒီလိုဆိုကြဆိုပြီးတော့မိမိတို့လည်းခါကျတော့ကျွန်တော်တို့မှာ church မရှိဘူး church မရှိတော့ Baptist Church ကိုတက်ပါတယ်ဒါပေမဲ့ဘယ်မှာဘယ်နေရလဲဆိုတော့မှာဖေးရစက်တဲ့နေတဲ့ခါကျတော့ Methodist တင်တော်ရဲ့ pastor ကိုကျွန်တော်ထားတယ်နော် Methodist တင်တော်ရဲ့ pastor ကိုငါပြီးတော့ Methodist တင်တော်ရဲ့ pastor ရနေတော့မှကျွန်တော်ဟိုးဖတ်တယ်ဒီကတော့ Baptist Church မှာတက်တယ် Baptist Church မှာတက်တဲ့ခါကျတော့တခါလေကြောက်လို့ရှိရင်ကျွန်တော်ကဟို Methodist Church ကနေ Baptist Church တဲ့ဆိုပြီးတော့မှသွားတဲ့ခါကျတော့ Methodist ကသိမချင်ဘူးခရိယန်ဖြစ်တာနဲ့ဘယ်လိုလုပ်တော့ Methodist Church ကိုနေတယ် Baptist မှာတက်တယ်ဆိုတော့ဖြစ်ဘူးဆိုကျွန်တော်အဖေကိုသူကပြောတယ်ကျွန်တော်ညီကိုတွေပြောတယ်ဒီမှာလည်းဘုရားရှိခိုးတူတူပဲဒီခရစ်တော်ကိုပဲယုံကြည်တာပဲရှိခိုးပါဆိုတော့ကျွန်တော်ကအဲ့မှာအဖေနဲ့မိက Presbyterian Baptist Church ကိုတက်တယ်အဲ့တော့ Methodist Church မှာနေတဲ့ခါကျတော့လည်း Methodist ဖြစ်သွားတယ်ဆိုတော့ကျွန်တော်ခိုင်းကောင်းဆုံးအင်္ဂလိပ်မှာခိုင်းကောင်းဆုံးပေါ့နော်အဲ့တော့ Methodist မှာနေတဲ့ခါမှာကျွန်တော်တကယ်တော့ကျတော့ကျွန်တော်ကတတ်ထဲမှာပဲနေတဲ့ခါကျတော့ကျွန်တော်ရဲ့စိတ်ထဲမှာတော့ကျွန်တော်ရဲ့ရည်ရွယ်ချက်ကဘာလဲဆိုရင်စစ်ဖို့ဖြစ်တယ်။အင်္ဂလိပ်ကဘာဖြစ်လဲလို့မင်းစစ်ဖို့ပြီးစစ်ဖို့ပဲပြီးရင်စစ်ဖို့ပဲနည်းနည်းမှမရှုပ်ဒါပေမဲ့ကျွန်တော်စစ်တဲ့သူတက်မယ်လို့ပြောတဲ့ခါကျတော့အဲ့ဒီမှာစိတ်မကောင်းစရာဖြစ်တာပါလဲဆိုတော့ကျွန်တော်ဆယ်ရဲအောင်ကန်ကြီးမှာဒီလိုပုံတွေကဖလာမှုကိုတိုက်အောင်အဲ့တော့ကျွန်တော်စစ်တဲ့ဝင်မယ်လို့ပြောတဲ့ခါကျတော့ဒီလေအဖေကတော့တော့ပေါ့တယ်။ဒါပေမဲ့ကျွန်တော်ဝင်ကျင်နေဆိုတော့စစ်တဲ့ဆက်တဲ့ခါကျတော့ကျွန်တော်အကုန်လုံးဖြေတာပြောစရာကောင်းတယ်တကယ်ရပါတယ်ကျွန်တော်ဖြေလို့လည်းရတယ်ကျွန်တော်ဟို OTP တက်ဖြေပြီးတော့ရပြီကောအိမ်ပြန်လာတော့ရပါလေအကုန်လုံးဖြေလို့ရတယ်အလွတ်ချက်ထားတာလို့ကိုကမတကယ်ကြကိုတည်တယ်လို့ပဲအလွတ်ချက်ထားတယ်ဆိုတော့ဖြေလို့ရတယ်ပြန်လာတယ် result ထွက်ရောထွက်တဲ့ခါကျတော့ကျွန်တော်ကြည့်ပါတယ်ကြည့်တော့ခြားတငယ်ချင်းတွေအကုန်လုံးကိုမြင်ပြန်နဲ့ရေးတယ်ကျွန်တော်တော့အဖြူနဲ့ရေးထားတယ်ပါမလားဒါမေးရှာတယ်ဒီလိုငါနဲ့ချားလိုက်အောင်ဘယ်လိုပြတ်သွားလဲမသိဘူးစိတ်ထဲမှာပေါ့ဒီလိုငါတင်ပေးတာငါနဲ့ချားတယ်ဘာလို့သူတို့ရရတယ်ငါတော့မရဘူးစိတ်မချင်တော့ဘူးတော့ဘာလို့သူတို့မာနေနေငါနာမည်ကြံခဲ့တာအင်ပြန်တော့လေဒီမဲပဲကနေစိတ်မကောင်းတယ်ငါနာမည်ကြံခဲ့တာဖြစ်တယ်ကျန်တယ်မှာတခုချန်လာတာဒါပေမဲ့ကျွန်တော်မရတော့စိတ်ပြတ်တော့ဘောနော်ဖေရတဲ့စိတ်ပြတ်တယ်စစ်ထဲဝင်မယ်ဆိုတာကျွန်တော်ဟိုတက်ကတော့မှလည်းပဲစစ်ထဲလို့ပဲတက်ကိုရန်တိုင်းရဲဆိုတာပထမနေ့ဒုတိယနေ့ကျွန်တော်တက်ကိုမန်းလေးတက်ကတော့မှတက်ပထမနေ့ဒုတိယနေ့ကျွန်တော်တော့အကောင်းဆုံးဖြစ်အောင်ကြိုးစားကြတယ်ပြောလဲပြောစစ်ထဲနေရတာကျွန်တော်ဖေရတက်ထဲမှာဒီလက်ကကျွန်တော်တို့ကောင်းကောင်းစစ်ထဲမှာနေတဲ့ပုံစံကတော့ကြာပြီးတော့ပဲအဲ့တော့သိပြောပေမဲ့လည်းပဲဘုရားရှင်ကကျွန်တော်တို့နေတဲ့ကောင်းဆုံးမပြောဘူးကျွန်တော်အိတ်လို့မရဘူးကျွန်တော်တကားပြီးတော့နည်းနည်းတော့တကားပြီးတော့ကိုယ်မလာနေတော့ဘယ်လိုမှလည်းမတွေ့ကျွန်တော်တို့စိတ်ကြတယ်ကျွန်တော်ရဲ့ညီမချက်ပါနေတာလုံးဝပြတ်သွားလို့ခံစားရတယ်ကျွန်တော်လိုချင်တာစစ်ထဲမှာပဲတော့တိုက်မယ်ယူနီဖောင်းနဲ့နေရတော့ပဲကျွန်တော်ကတခါလေးကိုကြည့်လို့ကောင်းတယ်ကျွန်တော်စစ်တဲ့လို့ဆိုတော့လည်းဗီဒီယိုဆိုတော့လည်းစတက်ကိုမှကက်ဒက်ပေါ့နော်ကိုလောင်းနေရှိတဲ့အခါကျတော့သူတို့ကိုကြည့်ပြီးအားရခဲ့တာအဲ့ဒီမှာပဲနေပြီးအဲ့ဒီမှာပဲတကယ်ချင်းလက်ဖြစ်နေတဲ့အခါကျတော့ဖြစ်ချင်တာဖြစ်လာတဲ့အခါကျတော့ဒါစိတ်တက်ကြအောင်ဒါနဲ့ကျွန်တော်စိတ်ပြည့်ပြီးတော့ဘာဖြစ်လဲဆိုလို့ရှိရင်တက္ကသိုလ်ကျွန်တော်ပြီးအောင်ဒုတိယနေ့တော့ပြီးသွားတယ်ပြီးသွားတော့ကျွန်တော်မီဇိုရမ်ပြန်နေကျွန်တော်စိတ်ထဲမှာဘာခံစားရလဲဆိုလို့ရှိရင်ငါတို့ကိုသူတို့မလိုချင်ဘူးဆိုလို့ရှိရင်ငါတို့ကရှိရဟာဘာဒီမှာတော့ကောင်းဘူးဆိုတော့စိတ်ထဲမှာခံစားရတယ်ငါတို့ကရှိငါတို့ကိုအဲ့လိုပဲနှိမ်လို့ရှိရင်ငါတို့ရှိရဟာဘာမှမကောင်းဘူးဆိုရင်ခံပြင်းခြင်းကပြင်းထန်တယ်တိတ်ခံပြင်းကျွန်တော်မနေနိုင်ဘူးကျွန်တော်ပြေလဲရရှိပဲเนาะသူတို့ဒီအင်းစိန်တိုက်ပွဲတွေပါလေဆိုတာအဖေတို့ကချင်းတုံးဆိုတာတကယ်ကိုတိုက်ခဲ့တယ်เนาะတကယ်အသေးခံတိုက်ခဲ့တာဒါပေမဲ့ကျွန်တော်တို့မယုံဘူးဆိုတော့ဆိုတာကောင်းပြီဆိုကျွန်တော်စိတ်ပြည့်ပြည့်နဲ့ဆံဝဲလို့ဖြစ်တယ်တူတက်နေဖြစ်တယ်ဖြစ်လို့ကျွန်တော်မီဇိုရမ်တော့ပါတယ်ကျွန်တော်အဖေနဲ့အဖေပဲမီဇိုရမ်မှာတာပေါ့နော်ဘုရားဒီကိုတော်ရီဦးလေးအားမီဇိုရမ်အိုက်ဇောမှာရှိ
ကျွန်တော်ဖေက commissioner တက်ပါတယ်အားကိုချောတာကိုကျွန်တော်ဖြစ်တဲ့ commissioner ဖြစ်တဲ့ကကျွန်တော်တက်မှာ AEC နေရတယ်နောက်ကျွန်တော်ရဲ့အမေဘက်ကဦးလေးတွေက Assam Oil Company ကိုသူကပိုင်နေဆိုတာ Assam Oil Company ကိုတွေ့တယ်မှာရှိတယ်ဒါသေးပါတယ်ခေတော့ကျွန်တော်သွားပြီးတော့အဲ့မှာဒါဆိုတော့ဘာပြရတော့ပြီးဆိုတော့စိတ်ကြက်တယ်ကျွန်တော်ပြန်သွားပါတယ်ပြန်သွားပြီးတော့ကျွန်တော်ကိုညီလေးတွေကရှလောင်းကိုကျွန်တော်ပြတယ်ရှလောင်းကတော့ကျွန်တော် second year zoo အောင်ကျွန်တော် zoo နဲ့အောင်ဆိုတော့ပုံမှန်စစ်ကြောက်တွေ့ရတယ်ပြောတယ်အဲ့တော့စစ်ကြောက်တယ်တော့စစ်ကြောက်တယ်အဲ့တော့အဲ့လိုမျိုးစစ်ကြောက်မှာစစ်ကြောက်တက်ဖို့လို့ကျတော့စိတ်အားသွင်းစိတ်ဓာတ်မှန်ဆိုတော့ရှလောင်းကအကြောက်ဖြစ်တယ်ဒီလိုကလည်းကြောက်တက်ဖို့စဉ်းစားပြီးတော့မှကျွန်တော်ရဲ့ဒီဆံမွေးဖြေမဲ့သူရဲ့ကြောင်းရက်ကလူနေသေးလို့ကျွန်တော် ISO ကိုပြန်လာတော့ပြန်လာတဲ့အခါမှာကျွန်တော်ဦးလေးကနော်ဆိုဦးလေးတော့မဟုတ်ပါဘူးနည်းနည်းတော့ဝေးတော့ပေါ့နော်သူကကျွန်တော်ပြီးတယ်ကျွန်တော်ဘယ်လိုပြီးလဲဆိုရှင်ဘောတိတ်လို့ရှိတယ်နော်ကျွန်တော်ပြီးတယ်ကျွန်တော်ဘယ်တော့ဆိုကိုယုံကြည်ခြင်းအဖြစ်ပဲဘာလို့လုပ်မယ်ဆိုရမယ်ဆိုတော့မျိုးကဒီကစိတ်ကရှိတယ်ဆိုတော့သူကကျွန်တော်ကိုတွေ့တဲ့အခါစကားပြောရင်းနဲ့အဲ့ဒီကျွန်တော်တို့ကအဆန်းကြီးတယ်နော်ဘောရမင်းတေးပြီးပဲတော့လည်းမသိလားကျွန်တော်မသိဘူးဒါပေမဲ့တေးမအောင်ဆိုတော့ဆုံးတယ်ဘာလို့ကျွန်တော်တေးနဲ့ကြောင်းပြောရလဲကျွန်တော်19နှစ်ပဲရှိတယ်စဉ်းစားကြည့်ဘူးလို့တေးမဲ့ကြောင်းစဉ်းစားရင်ဟိုရှုံးကြီးပဲဖြစ်နေတယ်လို့ကျွန်တော်မစဉ်းစားဘူးမသိဘူးအဲ့လိုပြောပြီးတော့ကျွန်တော်တစ်ပတ်လောက်ပဲကြာတယ်ဒီမှာသွားတယ်ဆိုတော့ကျွန်တော်တို့ ISO ကနေကျွန်တော်တို့ခီးသွားရဲဆိုတော့ကျွန်တော်ကတ်တိုက်ပြီးတော့ကျွန်တော်ရဲ့ကားဟာဟိုးကြောက်ပေးနာပါလေပါသွားပြီးတော့တက်လာပါသွားပြီးတော့ကြောက်ပေးနာကျွန်တော်ရက်သွားတယ်ကျွန်တော်ကကြောက်ကိုကြည့်လိုက်တော့ကျွန်တော်ဘေးမှာကြောက်ပဲဖြစ်ဒါပေမဲ့ကားရက်သွားပြီးတော့အဲ့ဒီမှာလေကျွန်တော်တို့ခံစားမှုလာတော့ပြတော့ဘူးကတ်တော့ရလို့ရှိရင်စပင်းနေထောက်သွားတယ်မလားတကယ်ထောက်နေဆိုတာလေဘာလို့လဲတော့သူကထိုင်ချက်သွားတယ်ဘလို့ကစိတ်ကထိလို့မရဘူးမငြိမ်ပေါ်တော့စိတ်ကလှရှားတယ်မှာဘလို့ချက်သွားတယ်မသိဘူးလေကျွန်တော်လုံးဝဘာမှသတိမရလို့ဖြစ်နေတဲ့အချိန်မှာကျွန်တော်ဘောနစ်ကိုလာတော့တော့ဒီဘက်ကိုပြန်လာခဲ့ဒီဘက်ကိုရွှေ့လာခဲ့ဆိုတော့ဖြည်းဖြည်းရွှေ့ပြီးတော့ဆင်းလိုက်ရောစိတ်ထဲမှာကျွန်တော်ဦးလေးကျွန်တော်ပြေးလာရင်သိနေတယ်ပေါ့အဲ့ဒါကျွန်တော်မမောရသိနေတယ်ဘယ်လိုမှကျွန်တော်ကိုပြောကြတယ်လို့ဒီထားပြီးကျွန်တော်19နှစ်ပဲရှိတယ်ပေါ့နော်20လူငယ်တွေပါလို့မသိဘူးလို့ကိုတယ်အတူပါတော့pointတော့မှကျွန်တော်ကpointတော့မှဒီကောင်ကပြေတော့ဒါတော့သူအဲ့လိုမျိုးပုံစံပေါ့နော်တော့တူပြီးတယ်ကျွန်တော်မီဇိုရီကဟိုတူပြီးတယ်ဒီလောက်ဒီကျွန်တော်တူပြီးရအဲဆိုမှအဲ့မှာတူရတယ်အဲ့ဒါဆိုကျွန်တော်ကတောင်ငါရဲ့ဆက်ချသွားပြီးတူပြီးတယ်ဒီကောင်တော့ပြေပြီးတော့ပြေပေါ့ဘယ်လိုပုံစံကြောတော့ပြောလို့တော့ဒါနဲ့အဲ့လိုမျိုးလားမသိဘူးတော့ကျွန်တော်ကသူတို့ပဲကူညီနေပြီးတော့မှကျွန်တော်ကသင်နေဆိုတော့မစမ်းမိဘူးဒါပေမဲ့အဲ့ဒီအချိန်မှာကျွန်တော်ငယ်ငယ်ဖြစ်နေတယ်လေသိနေတယ်သိထားပြီအဲ့တော့သိနေသွားတယ်ဆိုရအဖြစ်ဟာဒီကောနော်ဒီဘယ်တော့လဲဆိုရင်ကိုအဖြစ်ကိုသိရှာတယ်အဲ့နဲ့ကျွန်တော်ရှာတယ်အဲ့ဒီနေ့စားပြီးတော့ညအိပ်လို့ရတကယ်သိနေတာငါတို့ဒီနေ့ဆိုငါအပိန်လေးတော့ကျွန်တော်ငယ်ငယ်တော့ဆိုတော့နည်းနည်းပြုတ်တော့ကြာတယ်ပေါ့အစိုးရဘူးပေါ့နော်အဖေနဲ့အမေကကျွန်တော်တင်းနေတာတော့အစိုးရဘူးဒါစမ်းကြည့်တယ်ဘုရားခင်ကလည်းကျွန်တော်တို့ကိုယ်ကာထားတာစိုးနေတယ်ကျွန်တော်တို့ဒါဆိုနေတယ်ကျွန်တော်လည်းဒါဆိုနေတယ်ကျွန်တော်တကယ်ကြည့်တယ်ဆိုစိုးတာသူတို့လာကြွားတာကျွန်တော်ဘယ်မှာကြွားတယ်ဒါပေမဲ့ဘုရားခင်ကကျွန်တော်တို့အဲ့လောက်ဒီပါလို့စီအဲ့လောက်တော့စိုးဟိုကောင်းတယ်လေစိုးနေစိုးဂျာအဲ့လိုဖြစ်နေတဲ့အချိန်မှာကျွန်တော်အဲ့ဒီတေးမအောင်ကြောက်ပြီးတော့ကျွန်တော်မကောင်းတာတွေကိုစိတ်ထဲမှာစဉ်းစားနေတယ်အထူးသဖြင့်ကျွန်တော်စဉ်းစားမိတာပါတယ်ဒီလားကျွန်တော်ငယ်ငယ်တော့ကကျွန်တော်မေကဘယ်တော့ဆိုကျွန်တော်တို့တမတ်ပေးတယ်တမတ်ဆိုတော့ဟင်းသားစားလို့ရတယ်ဘာစမီလော်ဒီဟာဆရာရင်းနေတော့တမတ်ဆိုဟင်းသားစားလို့ရတယ်ကျွန်တော်မေကဟင်းသားစားဖို့ဆိုရင်မဟုတ်ဘူးဆိုတမတ်ပေးတယ်ကျွန်တော်တမတ်ဆိုထားတယ်အမေကမအားလို့ရှင်ယူလိုက်တော့ဟိုမှာကြွက်ရှောက်ပေါ်မှာရှိတယ်လို့ကျွန်တော်ပြောတယ်အဲကျွန်တော်ညီကိုတွေကကြွက်ရှောက်ပေါ်မှာရှိတယ်တမတ်ယူသွားတယ်အခါလေးရုပ်ရှင်ကြည့်နေလို့ဆိုတော့မမေသွားပြီအဆိုင်ရောတယ်
Tamamago, Allah, let them up. And you second us, I'm not a Piakin. Piakin, Pinatia, which you hold a Korea, no? I'm you know, even a original Tama one. Korea, so I said, the Kali of the music, oh, Macau, Tunyata meeting with Rossi Tama. တွေးပြီးတော့ကောင်းတာလေကျွန်တော်ကြားတာလေစက်ထဲမှာကောင်းနေတာရှိတော့ပြန်လာဒီထဲဆိုကျွန်တော်ပင်ငင်းတော့တယ်အပင်ငင်းတော့ကျွန်တော်ကြောက်တယ်အဲ့လိုကြောက်ခဲ့တာနှစ်ဟိုအလားတယ်ပေါ့နော်အပတ်နဲ့လနဲ့ဖြစ်ကျွန်တော်ဖះเจ้าကိုမှတက်တယ်အဲဇောမှာကျွန်တော်ဖះเจ้า Dorby Bank ရှိတယ် Dorby Bank မှာကျွန်တော်ခဲ့တယ်မနေ့တက်တယ်နေ့ရက်တက်တယ်နေ့တက်တယ်ညတက်တယ်ကျွန်တော်ဖွာတော့ကျွန်တော်ဘာပြောလဲဆိုတော့အာမောရကျုပ်ပြတ်တာတော့ဒါပေမဲ့ကျွန်တော်လုံးဝပြန်တော့ပါစိတ်တော့ဘာမှမရှိဘူးရှာနေတော့ဒီနေ့ကျတော့သူဆောမှာဆိုတော့ evangelist အခုထိုင်နေမှာရဲ့အခုနော်ဟိုဘုရားမှာထိုင်နေသူအိမ်ကိုလာတယ်ကျွန်တော်တို့မိသားစုတွေ30လောက်ရှိတယ်ထိုင်ပြီးတော့မှသူဒီရောက်တော့နားထောင်တဲ့ခါမှာခရစ်တော်ကိုယုံကြည်လို့သူပြီးပျက်စီးခြင်းလို့မရဘူးထာဝရအသက်ကိုရတယ်ကျွန်တော်တို့နဲ့နေတော့ဆိုတော့နေတော့မောရပြီဆိုတဲ့ဘောလေးပြောပြတဲ့ခါကျတော့အဲ့တော့ငါတော့ကမှငါချားဘူးတာတွေပဲဒါမဲ့နေတော့အဲ့လိုပြောတဲ့ခါကျတော့စိတ်ထဲမှာအဲ့ဒီပြောတဲ့ချိန်ဟာထာဝရတဲ့ကိုရပြီသူကပုံလေးဆွဲပြတယ်အပင်လေးကိုသွားတဲ့လမ်းရှိတယ်အပေါ်မှာကောင်းကင်ဘုံထာဝရတဲ့ရှိတယ်အဲ့ဒီမှာလမ်းချင်းလေးက cross နဲ့ကားရင်ကထာဝရတဲ့ကိုသွားတယ်လို့ပြောတယ်သူအဲ့ဒါကိုတောက်ဆိုသူထောက်လိုက်တဲ့ခါကျတော့6မိနစ်သွားထောက်ပြတဲ့ခါကျတော့ကျွန်တော်အိမ်မှာဆိုတော့စိတ်ထဲမှာခံစားလိုက်တယ်ကြည့်လိုက်တဲ့ခါကျတော့ထာဝရတဲ့ဆိုတဲ့လမ်းကိုသွားတယ်အဲ့ဒါကိုသိထားတဲ့ခါကျတော့ဟာဆိုတော့စိတ်ထဲမှာပျော်လို့ချမ်းသာကြတော့ဆိုတော့ခါပါပေါ်လာစနာကြီးနော်လူတွေအခု30လောက်ရှိတယ်တရားဟောဆရာတရားဟောနေတယ်ကျွန်တော်ဟိုတော့ကနေချမ်းသာကြတော့ဆိုတော့လေကျွန်တော်ဖွာတယ်ကြည့်တယ်ကိုမဟိုတရားဟောဆရာတော့ဒါပြုတ်ပြပြီးတော့မှကျွန်တော်လည်းထားပြီးတော့ဟာဘာလို့ပေါ်လာရှက်ပြီးတော့ကျွန်တော်ပြန်ထိုင်တယ်ဘယ်လိုမှမပြောချမ်းသာကြတော့ပြောပြီးတော့မှထိုင်ချလိုက်တဲ့ကကျွန်တော်ရှက်လို့ပါတော့ဟာလူတွေအားလုံးကကျွန်တော်ကိုကြည့်ရတယ်တရားဟောဆရာကြီးတရားဟောဆရာလည်းကျွန်တော်ကိုကြည့်တော့ရှက်လို့ကျွန်တော်ချတယ်စိတ်ထဲမှာတရားဟောဆရာစကားပြောတာကိုကြားတယ်တရားဟောဆရာပြင်နေတယ်ကိုကြားတယ်အဲ့ဒီညီကိုထာဝရတဲ့ရတာချမ်းသာလို့ပြောကျွန်တော်ရဲ့တကယ်ချင်းသူတို့လည်းခွတ်တော်ချင်တာပဲသူတို့လည်းခွတ်တော်ကြတာပဲဒီကောင်လေးတိတ်လာမသိဘူးတိတ်ပြောပြတယ်ဟာအော်ကတဲ့ခွတ်တော်ပြမင်းလည်းကတဲ့တိတ်ပြောချင်တယ်ဟာခါစိတ်ထဲမှာအော်ဖြစ်တာကျွန်တော်မကြားတော့ဘူးတရားဟောစားတယ်ကျွန်တော်ကြားတော့တရားဟောတာစိတ်ရှင်းဆိုတော့လည်းကျွန်တော်ကြားထိုင်လို့စွတ်တော့ကိုဒီလူတွေကိုကောင်းပြီးပါဒီလူတွေကိုသိစီပါအဲ့ဒီစိတ်ကခါလေးစွတ်တော့နဲ့ပြီးသွားတယ်အဲ့ဒီဒါပေမဲ့အဲ့ဒီညနေကစပြီးတော့ကျွန်တော်ရဲ့ရင်ပန်းချက်ပန်းနေတာပြောင်းသွားတယ်အစားရဆိုလို့ရှိရင်ကျွန်တော်ဖြစ်ချင်တယ်အခုတော့တိတ်ပြောချင်တယ်ဖြစ်သွားတယ်ဘုကြောင့်လည်းခရစ်တော်ပြောချင်တယ်ဖြစ်သွားတယ်အဲ့ဒီနေ့ကစပြီးတော့တို့လိုပြောမယ်ဆိုရင်ကျွန်တော်စုပ်ဖြတ်တယ်ပြန်ပြောမယ်ဖျားခင်ကျွန်တော်ကိုမျိုးပြတယ်ဆိုတာလေးကသူကပြန်သွားစီတယ်ပြောနေကျွန်တော်တနေ့ကျတော့ကျွန်တော်ရဲ့အတူလေးဒီမှာကျွန်တော်အိတ်တဲ့ခါမှာညတော့ဆိုရင်မနေ့တော့ညပြီးမနေ့မှာ4နိုင်တော့ပါမော်ယာမင်းနဲ့တော့ဆိုတော့ကျွန်တော်ဘာမှမခေါ်ကျွန်တော်ကမကြည့်ချင်ဘူးကျွန်တော်ကြည့်ပါလို့ပြောလိုက်တာခေါ်တယ်ကျွန်တော်မကြည့်ချင်ဘူးကျွန်တော်ပြစ်တာနောက်ကနေပြန်ခေါ်တယ်မော်ယာငါ့ကိုကြည့်လို့ခေါ်တယ်ဒါကျွန်တော်ပြောတယ်မကြည့်ချင်ဘူးကျွန်တော်အပြစ်သားလို့ပြောတဲ့အချိန်ကျွန်တော်အပြစ်သားလို့ပြောတဲ့အချိန်စိတ်ထဲမှာခဏနေပါဦးအပြစ်သားတိုင်းနဲ့ခရစ်တော်ကငါ့တို့သိခံနေပေါ့နော်အဲ့ဒီခရစ်တော်ရဲ့သိခံခြင်းကိုသိရတယ်ဟုတ်ကဲ့မော်ယာငါ့ကိုကြည့်ပါလို့ပြောတဲ့အခါကျတော့တတိယအချိန်အဲ့လိုမျိုးခေါ်တဲ့အခါကျတော့ခရစ်တော်ငါ့အတွက်ကားရင်မှာသိခံတဲ့အတွေ့အကြုံနဲ့အဖြစ်ကျွေးစားတယ်ငါဒီနေ့ခံစားပြီပဲဆိုရဲအဲ့ဒီတန်ရှင်းခြင်းကိုရပြီဆိုတော့မှကျွန်တော်လှည့်လိုက်တော့အလင်းတိတ်ပေါ်လင်းပေါ်ခါလင်းနေတာတွေ့တော့မျက်စိခါရဲကိုလန့်ပြီးတော့မှနိုးသွားတယ်နိုးတော့ကျွန်တော်ပြန်အိတ်တယ်ကျိုးစားလို့မရ
근데 저는 도지요 저는 도 카운트 바로 도 저는 앞에 이마고 미를 거 니다 뭐만 제대로 원래 보게 시시하게 저는 내게 니냐니 말이 사로 그래 저번에 그냥 강원 비오면 또 아이 강원 비오면 니냐 말이 사로 또 잡히 니 싶어서 되었어 그래 다음에 저는 어디 그냥 저는 거래 좀 동간이 나보고 동간 예비로만 겨드리야 저는 미소라만 뺨이 마비오 뺨이 그것도 뼈뺨이 나중에 진행가 뼈뺨이 뼈뺨에서 뺨하고 저는 봐 너무 좀 Paramaji the Biore to the bomb to, Jujaji the Biore the bomb to, Tatiaki Jaro to the Biore, General Piano. Piaking at General Piapo, Sikama, Kansa, General Baba Biore Sushi. Mawia, Piane Join or a Tian Tune is at the end of the street. It's good to say. Oh, but Tian Tune, Boy, Tian Tune to this demo. Piat can do a version of it. Piat can have the line of the also job that I have. And Piru up Janabu, a year of minimum Yomi. Chisel was not being a Yomi, Changule, Yabulu Juzani, a marches of Umani, that's not in the air of Jayala. The region of Jamelus and Kamacha. Nandorica March, or even Yangoma Saturday, they brought down a few Juzai. Revivals, Russia, Russia, common on the Russia, and Russia, or the cover of the Nepal video, Regional Dojo, Captain, all way on July. Demarginal population as well. General pastor, to review not, General pastor, General lower. So, Methodist English church, English is Gabriel, English with the Hawaii, English with Kuluga, any much of the ocean, the Lucian of Europe. That Jana might be my long caricature. Look tomorrow. Dimensional. Look me. Don't laugh at look me. Sanji. Don't laugh. So now I will give you with Roger. Piaggio money are on some time. No, but English of your English will do this at don't let issue. Ah, General. Doing Yanechi, Tomechi, Medina, Nabio, Zambima, Tiao, Zima, Tiao, also. And you will tell me, I think my name is Roger in jail. So don't laugh, Sanji. Camera don't laugh so much, or don't laugh Sanji means, don't laugh a little bit. Don't laugh. Methodist English gentleman, innocent, they was actually. Congratulations, Bishop here, Bishop Biakpiak Na, Bishop Biakpiak Na, look at it, America, and it, so they was a good job. So about the ocean as well. Piat King, if don't, let's say what you are. ကျွန်တော်တို့တောင်းပန်ကြံစီတဲ့များတဲ့တာ၍ထူးခြားစွာပြုလို့ပြောထားတယ်။ကျွန်တော်တို့ကစစ်ထဲဝင်နေတယ်။ဘုရားခင်ကစစ်ထဲမှာဝင်ကြိုင်းတယ်။ဒါပေမဲ့ခရစ်တော်ရဲ့စစ်သားဖြစ်။ဘုရားခင်ကကျွန်တော်တို့ကိုကောင်းကောင်းမွန်မွန်ပို့ထားခြင်းနဲ့ကျွန်တော်တို့စစ်ထဲဝင်ပြီးရာထူးတွေပိုင်းနဲ့ဟိုကလူလေးပြူတရားလူလေးပြူဆိုရင်ထားတယ်။အုပ်ကြီးတယ်။ဒီနေ့ဘုရားခင်ကမြန်မာပြည်မှာပဲမဟုတ်ဘဲနဲ့ချမ်းနေမှာရောပတ်ပြီးတော့ဘုရားခင်တောင်းနေတယ်ကျွန်တော်ပြန်စကြည့်တော့ကျွန်တော်ပြောချင်တာကဘုရားခင်ကြီးကျွန်တော်ရဲ့ဘုရားခင်တောင်းတော့တောင်းရင်ရတယ်လို့တော့မဟုတ်ဘူးတောင်းလို့ရှိရင်ကျွန်တော်တို့တောင်းတာတဲ့ဂျာစီတွေများတဲ့တာ၍ကောင်းအောင်လုပ်ပေးနိုင်တဲ့မထင်တဲ့အရာတွေကိုဖျက်အောင်လုပ်ပေးနိုင်တဲ့ဘုရားဖြစ်တယ်လို့ကျွန်တော်ပြောချင်တယ်ဒါကျွန်တော်ရဲ့ဘုရားခင်တက်တယ်တခါလေကျွန်တော်အမေရိကန်မှာအတ္တလန္တာမှာပြည်တဲ့ခါကျတော့သူမယုံဘူးတဲ့ခါလေသူ့ဘောကိုသူမယုံဘူးတဲ့ငငယ်တော့ကဆိုလို့ရှိရင်တဲ့တော့ချစ်တော်မှနေတော့ဘာပဲရှိလဲတေးလမ်းပဲရှိတယ်ကိုမာတော့သူကခါရဲအဲ့ဒီမှာတတ်ပြလမ်းမှာသူကောင်းစားကြီးကိုမောင်းလို့မှအေးကောင်းစားကြီးကိုနေတာဆံသူစဉ်းစားရင်ဟုတ်ပါလားဟုတ်တယ်လို့ကျွန်တော်တို့ဘုရားခင်ကြီးကျွန်တော်တို့ကြံစီတာတဲ့တာ၍ကောင်းအောင်ပြီးနိုင်တဲ့ဘုရားဖြစ်တယ်ဆိုတော့ကြည့်ရအောင်ကျွန်တော်ဒီနေ့ဒီဘာဝင်ရောက်နေတဲ့ညီကိုများဟာလားဒါဘုရားခင်ပို့ပေးတာပဲလို့ယုံကြည်ပါဟိုဘုရားခင်ကအစီအစဉ်ကသူ့အစီအစဉ်ကလူတွေနဲ့မတူပါဘူးเนาะကျွန်တော်တို့
青岛把出来路没了，知道教会哈，今年把出来，讲谁出来？上面呢把出来，上面呢啊，把人家出来，青岛把出来，路出来，路人家出来，啊，这不要记得，我那里就3次是哪呗？就说所有人，青岛不老实，但对了我比如说就好了，但对了比了是吧？他们没有了。ဘုရားကပို့ပြီးလိုက်တာကဘာမှမဟုတ်ဘူးကဒါဒိဗေရှိတယ်နော်ဒိဗေရှိတယ်ဘုရားကတာရွေးထူးခြားစွာပြုလို့ဘုရားကဒိဗေရှိတယ်အဲ့ဒါကိုကျွန်တော်တို့တရားဟောတဲ့ခါကျကျွန်တော်ပြောပြချင်တယ်နော်ကျွန်တော်တို့ကဒီနေ့ဘုရားကပို့ပြီးတာဒိဗေရှိတယ်ဘုရားကဘယ်တော့မှမမှားဘူးနော်ကျွန်တော်တို့ကခါကျလို့ရှိရင်လူအချင်းနဲ့ခါကျရင်ကျွန်တော်တို့ကနည်းနည်းလေးမားတယ်လို့ပြောချင်တာလေဒီနေ့ဘုရားကမမှားဘူးဘုရားကအစဉ်ရှိတယ်အဲ့ဒီအစစ်အစစ်ကိုကျွန်တော်တို့တည်ပြီးတော့မှဘုရားခင်တက်ပြီးစကားရအောင်နော်ဒီဒါလေးကကျွန်တော်ရဲ့တရားခေါ်သေးဘူးနော်ကိုလိုကိုချီးမွမ်းမှုရှိတယ်ချီးဆိုချီးမွမ်းပြီးကိုချီးမွမ်းတာနားထောင်ရအောင်ကျွန်တော်ကမြေစုံချင်းကိုကြားတော့မြေစုံရောကိုတရားလိုက်တာကောင်းမလေးကိုတရားဘူးမြေစုံရောကိုတရားပါလေဒီကဘာကျွန်တော်မြေစုံဖြစ်ရတာချင်းလူမျိုးဟလာတိတိZomiဖြစ်ရတာဂုဏ်ယူပါဘာလို့လဲဖိအားကိုကျွန်တော်ဒီချင်းလေးဆိုရင်တော့ပြောနေတာကျွန်တော်မှာဂျပန်တက်တာရှိတယ်ဂျပန်လူတွေတာရှိတယ်ဒါပေမဲ့တူတာလည်းရှိတယ်ဘာလို့လဲဂျပန်လူတွေကျွန်တော်တာတယ်ဘာလို့လဲကျွန်တော်ဒီခရစ်တော်ကိုရထားလို့ဂျပန်တက်တာတူရပါလေဒီလားတို့လည်းခရစ်တော်ရတယ်လို့ရှိတယ်လေအဲ့တော့တူတယ်ဒါပေမဲ့ကျွန်တော်ဘာလို့ဂုဏ်ယူလဲဆိုရင်ဖိအားခင်ကဒီလိုဒီမျိုးတော့ဖိအားခင်ကဇိုမီဘုရားခင်ကကျွန်တော်ချင်းမှာဘာမှမထွက်တဲ့နေရာမှာသူ့ကိုကျွန်တော်တို့ကိုသိစေတယ်။အခုသိရတဲ့အကြောင်းဟာဒီနေ့ကျွန်တော်တို့ကိုရှင်းလို့မရဘူး။အားငယ်စရာအကြောင်းရှိတယ်။ဘာလို့လဲကျွန်တော်နဲ့ဘူးရှိလဲ။ဘုရားခင်ရှိတယ်။ကျွန်တော်တို့အထဲမှာရှိလို့သူကြီး။ဘာလဲလောကမှာရှိလို့သူတဲ့တာရေးကြီးတယ်ပြောတယ်။ The one who is in you is greater than the one who is in the world. လောကမှာရှိလို့သူတဲ့တာတယ်။ဒါမှမဟုတ်သူတို့ကိုကျွန်တော်တို့ကကြည့်တဲ့အခါမှာတနာတော့ချိုးစီနော်ဟုတ်လားတနာတော့တနာဆိုင်ကသူတို့ဘယ်သွားမလဲဒီဆိုတဲ့နေ့ကျွန်တော်လမ်းလျှောက်လာတော့ကြည့်ပြီးတော့ကြည့်လိုက်တော့အဆင်ပြေရတယ်ဒါပေမဲ့ခရစ်တော်မှမရရင်သူတို့ဘယ်သွားမလဲသူတို့ဘာကြောင့်စိတ်ထဲမှာမကောင်းဘူးတခါလေးတော့တခါလေးသူတို့ကြည့်ပြီးတော့ကိုတော့ဘာမှမလုပ်ခါလေးကိုခံစားလာတယ်နော်ဦးကိုတော့ဒီလိုလေးဘာလို့ဒီလောက်ကြီးစူးစမ်းပြီးတော့မှဘုရားကိုကြည့်နေနေရတာသူတို့တို့ကိုကျွန်တော်ဝင်လေးခါလေးစိတ်ထဲမှာကောင်းခြင်းတယ်ပေါ့နော်ဒါတွေကကျွန်တော်တို့တော့ကကြည့်လို့ရှိရင်ဘုရားကိုရထားတဲ့ဟာလောကမှာစကြဝဠာတစ်ခုလုံးကိုရတာလေခရစ်တော်ကိုရတာဟာဟို၍ကောင်းတယ်ကျေးဇူးကိုချီးမွမ်းตัวปาเจสุเป็นให้ยังหลงไม่เป็นมันแต่บางคนที่แต่เลยมันแต่ไอ้ตัวบางทีองปีเด่นลำปีเด่นมั้งตรงที่เจอนะฮักษณะน้องคำนาแต่กี่การน้องนะตัวแต่อีทวงกองการน้องนะมันแต่มันแต่ยังหลงไม่เป็นให้หลังมันพองสักเด่นนี่จีไรนี่更强。
Oya go amyo tindoado lango tawra piati do mo hu beja pyo le. Oyi dila amyo tin mu go tin pia ke mat do mo hu beja so ya de ni. Tawra piati ase nye ti do mu do pia pi cha mu lo. Ni ji son ta on pan sen do do shin pi cha mu lo. Mo ro mu jin pin man no mu jin ma shi. Se wi ma kong nai do nyan ni pi song do mu cha mu lo. Tin di ma ti ma cha bu do. Tobiali mono troa con agro piro mui. Non è troa santa di ne peso no quigo piro mui. Lubiro di mo yu che mangiano io a gialini. Lui no di le timi le gialini. Tawra piago mio no tromuga api gialini. Shulinda kedu. Mimiro tango a te più più gialini. Piedo le bemba kido adoka. Amore già. Kuroshin beyond here, down here, the low not him, Kuroshin. Don't they know about Kuroshin down there, to sheet all we know, pretty time. Kuroshin is the Madia, don't they know beyond him, pretty time. The house, the house, you go, Kuroshin, Luro, now is you. Do you know about the option? Koabu, Biva, Luro, Nali, a Luro dying sessions, Kuroshin, Boom, Shabu. Can you should print on your right? Di chaba che ha anche lei se la seconda cari allora sono più allora muori mai va muori mo srabiande modo trova con algo vino muore lo di muori sole parlare allora faccio pido le ben banchido dopo ma mo ah sono una belle sono American new mister Peter Kama sono una belle trova moya lo che ci trova Moses no Morris no moya. You know, everybody likes more money, more house, more, yeah. You know what I mean, more. There are yellow girl, yes, no, you know it. More, yeah. So, tomorrow morning, I borrowed another more job. More, yeah, you You need to do it. That meant deep more, Jima. So, I'm going to make it. Sono ben pomalo più mi sento, sono testi a vendere. Mo come lo più c'è, ai non mi viene. Allora muore sono caudi. Mo vanno me hanno movi in già, movi in tagliarato. Però movi in tagliare. Tieni pianche una ma modo tu lo che vai a vedere il resto c'è i giambai ma ci lo c'è babulo ma no idila luမျိုးတွေကိုဂျုံဘုံနဲ့နိုင်ငံခြားရောက်နေတဲ့သူတွေကိုပြောတယ်ဒီနေ့ဒီမှာလို့ပြောပါဒီမှာလို့ပေါ့နိုင်ငံခြားရောက်တဲ့သူတွေကိုပြောတယ်ဒါပေမဲ့ဒီမှာရောက်လာတာတော့ကျွန်တော်တို့ကဒီခါလေး passport မရောက်ပါဘူးဟိုကတုံးပန်းလို့ဖမ်းသွားပြီးတော့ကောင်းခိုင်းတယ်ကောင်းလို့လို့ဒါပေမဲ့ဒီမှာလည်းတူတူလို့ပဲဒီခါလေးကျွန်တော်အမေရိကန်ရောက်တော့အချိန်မကြီးပါနဲ့တဲ့ဘာလို့ပါလဲမနေ့9နိုင်ဆိုရင်ထားတယ်တဲ့ညနေ9နိုင်မှပြန်ရောက်တယ်ဟာမောတာဗောမောပင်မပါလေဒီကျတော့တကယ်နိုင်ငံခြားကတော့တိတ်ပင်မတယ်တခါဗမာပြည်မှာအဲ့လောက်မောလောက်ကြလို့ရှိရင်တော်ရမှာလို့ပြောတယ်တကယ်မောပါလေကျွန်တော်အမေရိကန်တဲ့ခါကျတော့အမေရိကန်မှာလည်းပဲကြီးတဲ့ခါကျတော့တကယ်ပင်မကြတယ်တကယ်ပင်မတယ်သူတို့ကြီးစူးစမ်းရတယ်သူများရဲ့ဆရာတယောက်ကဆိုဘလောက်ပြောလဲဆိုရှင်ဆရာမွေးရတဲ့ကျွန်တော်တို့ကတဲ့ကျွန်းနေပါတဲ့ဩဟုတ်ပြီဘယ်လိုလဲမြန်မာပြည်မှာတော့မြန်မာကျွန်းဒီမှာတော့အမေရိကန်ကျွန်းချင်းတူတူတစ်ထည့်ကျွန်းတော့ဘုကောင်းနေတယ်ကျွန်တော်ပြောတော့စဉ်းစားကြည့်တော့ဟုတ်တယ်လို့ပဲကျွန်းချင်းမဲ့တော့ဟိုမှာလည်းကျွန်းသူတို့ခိုင်းနေတယ်လုပ်နေရတာတဲ့ကျွန်းပဲတဲ့ဒီမှာကျတော့လည်း American ခိုင်းတော့လည်းလုပ်နေရတယ်တဲ့တစ်ထည့်ကျွန်းဆိုတော့ပိုကောင်းတာပေါ့တဲ့
내가 생기를 원어 타이도 뭐래 저를 뺀단 말이야. 이만 장사말에 애로 뺀만의 애들이 독하들이 내가 자야 앞으로 꽃다이 피우고 꽃피한 너네 애들이 시발 다 오병이야. 너 저를 내가 저를 내가 야또 미소를 묘세 보소래. 미소를 묘세 미소 진짜 자해 말이 우지나래 또 로한 물로 나 저러 앞에서 그나그나 너네 그래서 소모하기 저게 맞라 소모해. 나 소게 맞아 또 천수 되게. 이하고 맞 천수. 미소 천수에서 또다 대표라. 또ပြန်ပြီးတော့ငငယ်တော့ဟာလေးတွေပြန်ပြီးတော့ပြောပြတယ်ကျွန်တော်ညီထမ်းပွေရဆိုတက်ဆိုးတယ်ကွာအဖေနဲ့ယူလို့ပါအဖေနဲ့အဲ့မှာစကားပြောလို့ပါအဖေကတက်ထရဆိုတော့တခါလေးတက်ကြည့်တော့အဖေကဟာလေးသူကရောင်းတယ်နော်မြင်တယ်သူငငယ်တော့ကဘူကြီးတွေပါရီလာတယ်ကွာအဲ့ဒါလာရီလို့သူကမြင်တယ်အဲ့ဒါထမ်းပွေရကျွန်တော်ညီငယ်ကအဖေနဲ့အများကြီးတူနေတဲ့ခါကျတော့သူကနောက်တယ်ကဘာဟုတ်ဘူကျော်လာပြီလေးပြလေးပြအဲ့လိုတော့အဖေကဟိုတကယ်တော့သူတို့တွေကဟိုကြီးလာတက်ကြီးတော့လေနည်းနည်းလေးစိတ်ကဒါလေးကြိုက်ထင်းလို့မရတာဒါလေးသတိရအဲ့ဒါလေးရှိစိတ်ကူးရတာရှိဒါဆိုရင်ဖေးအင်းငယ်စောပြီးခိုင်းတယ်နေရရေးသားသတိရတာဟာအဖေကတော့ပါပြီဒါလေးအဲ့လိုမျိုးတော့နောက်ဖေးကလည်းဘာလဲဆိုတော့ဒီမိတ်တဲ့ဘောရှိတဲ့ခါကျတော့မိတ်တယ်လို့ရှိရင်လည်းသူ့ကိုပြန်ပေါင်းပြရတယ်တင်းနဲ့နှင်းနဲ့ပေါင်းရင်နှင်းတင်းနဲ့ပေါင်းရင်နှင်းနှင်းနဲ့တော့နဲ့ပေါင်းရင်အဲ့လိုပြန်ပြီးတော့နည်းနည်းလေးဥနောက်ကိုလေအဲ့လိုဆိုရင်ရှင်းအောင်လုပ်ပြပြန်မနဲ့သူတို့တွေသတိရတယ်သူတို့ရဲ့တိုင်းပြည်ကိုသတိရတယ်သူတို့ပြန်ကျင်တယ်ပြန်လို့လည်းမရဘူးဒီမှာလည်းကျွန်တော်လည်းဒီနေ့ပြန်ကြည့်လို့ရှိရင်ဒီလိုမျိုးနဲ့မတူဘူးလားအိုးရကုန်ပြတင်တော်တော်လာကိုထာဝရဘုရားသိတော်မူဘယ်ရောက်ဆိုတင်ပန်းလို့တို့တွေကဘုရားကျွန်တော်တို့မေးလာပြီလားမသိဘူးလို့ပြောတဲ့ချိန်ဖြစ်တယ်။ဒုက္ခရောက်လို့ဘုရားခင်ကျွန်တော်တို့ကိုသိမြရတော့လားကျွန်တော်တို့ရဲ့ဖြစ်နေတဲ့ချိန်တွေကိုကိုလိုရှင်ဘုရားခင်ကျွန်တော်တို့ကိုမသိတော့ဘူးလားမေးသွားပြီလားသိမြရတော့ဘူးလားဆိုရဲမေးခွန်းကိုမေးနေတာတေးဘုရားခင်မှတ်တော်မူအဘေကြောင့်ဆိုရပြီတဲ့။အဲ့မှာဟေရှာယကဘုရားခင်ဘက်ကနေဒီရက်ပြီးတော့ဘာလို့အဲ့ဒီလိုပြောရတာလဲ။ဘုရားခင်ကျွန်တော်တို့ကိုသိမြရတော့လားလို့ဘာလို့ပြောရတာလဲ။ဘုရားခင်ကျွန်တော်တို့ကိုမေ့သွားပြီလားကျွန်တော်တို့ကိုဒီလိုဒုက္ခထဲမှာပဲဆက်ထားတော့မှလားဆိုပြီးတော့မှအဲ့ဒီလိုပြောနေရသလားဆိုပြီးတော့သူကပြောနေတယ်အဲ့တော့သူပြန်သတိပေးတယ်ဒီနေ့ကျွန်တော်တို့တွေဒုက္ခတဲ့လူတွေကိုသတိပေးတဲ့ခါမှာဘာနဲ့သတိပေးလဲအခက်အခဲတွေလူတွေကိုသတိပေးတဲ့ခါမှာဘာနဲ့သတိပေးလဲမပူနဲ့ပြင်ကြတယ်ချစိတ်အားမငယ်နဲ့ဆိုတာကျွန်တော်တို့ကပြောတတ်တယ်ဒါကိုအားကိုပြောတာဒါပေမဲ့ဟိရှာလို့ပြောဟိရှာလို့ပြောဟိရှာပြောတဲ့စကားကဘာလဲဆိုလို့ရှိရင်ထာဝရဘုရားသည်အရှင်မြတ်ဒီတော်မူသောဘုရားခင်ဖြစ်ကြောင်းကို၎င်းမြေကြီးဆိုတဲ့အောင်ဘာသာတော်မူသောရှင်ဖြစ်ကြောင်းကို၎င်းပင်မတော်မူခြင်းမရှိစိတ်မကုန်နိုင်သောဉာဏ်နှင့်ပြည့်စုံတော်မူကြောင်းကို၎င်းသင်သည်မသိမချဘူးသလိုတဲ့ဒီမှာပြန်ပြီးတော့မှသူအားပေးတာကဘုရားနဲ့အားပေးတယ်ဘုရားခင်မင်းကိုစောင့်ရှောက်တဲ့ဘုရားခင်ဟာဘယ်လိုဘုရားခင်လဲဆိုတာကိုသိပါဘယ်လိုဘုရားခင်လဲဆိုတာပြန်သိပါကျွန်တော်ကပြောပြီးပြီကျွန်တော်တို့ Methodist တွေကျွန်တော်တို့ Missouri ကျွန်တော်တို့တွေဖြစ်နေတဲ့အကြောင်းအရာဟာဘာလို့လဲဘုရားခင်ရဲ့ကျေးဇူးတွေဖြစ်တယ်ဘုရားခင်ကဒီမှာပို့ပေးတာဘုရားခင်ကဒီမှာထားပေးတာဘုရားခင်ကလုပ်တာတကယ်တော့ပြန်ကြည့်လို့ရှိရင်ဒီဂျွန်ဒါဆို stewardship လို့ခေါ်တယ်နော်ဘာသာဇိုးအကြောင်းကိုခရစ်တော်ဥမာပြတဲ့အခါပြန်ကြည့်လို့ရှိရင်ဘာသာဇိုးရှိတယ်ဘာပြီးတော့မှသူ့ရဲ့သခင်ရှိတယ်သူရဲ့ရှင်ကသူ့ကိုပေးတယ်သူကအဲ့မှာ3ယောက်ကိုဥမာဆိုတော့3ယောက်နော်တယောက်က50တယောက်က30တယောက်က10ပေးလိုက်တယ်သူတို့ကတေချာပေးတဲ့ဟာကိုဂရုစိုက်ပြီးတော့မှသခင်ပြန်လာတဲ့အခါမှာအဲ့ဒီဟာကိုဘယ်လိုသုံးသလဲဆိုတာကိုသခင်ကိုပြန်ပြောပြတယ်သုံးတဲ့လူတွေကိုတော့သခင်ကပြောတယ်တာသူသစ္စာရှိတယ်လို့ပြောတယ်နောက်ဆုံးမသုံးတဲ့လူကိုတော့မင်းရဲ့ပစ္စည်းတွေအားလုံးကိုရှိတဲ့လူကိုပေးပါလို့ပြောတယ်။အဲ့ဒီမှာဘာကိုတွေ့ရလဲဆိုလို့ရှိရင်ကျွန်တော်တို့လူသားဆိုတာတဲ့ယောဂပြောသလိုပဲဝင်လာတော့ကလည်းဘာမှမပါဘူးထွက်တော့လည်းဘာမှမပါတော့ဘူး။အဲ့တော့တဘောကပါလေဘုရားခင်ဆိုတာကကျွန်တော်ရဲ့အရှင်သခင်ဖြစ်တယ်။ကျွန်တော်တို့ကိုလောကမှာနေတဲ့ခါမှာသူကအကုန်ပေးတယ်။ကျွန်တော်ကတခုမှမပေါ့။သိဟာပြီလားကျွန်တော်တို့ခင်ဗျားလည်းငါအသက်ကိုကျွန်တော်တို့ပြောကြတယ်။တကယ်တော့ငါအသက်ဆိုရင်
나무 편에 오우수에 편하고 편하고 나무 떼내 오우수에 못해요. 자네 나무 떼내 오우수 표현해라. 왜냐고? 저너가 꽃 떼려고 표현을 하나 꽃 하고 더불어 비약해가 저너고 비야가 두네 편주의 제마 저너지고 미나 비에 야리네 민바르 그래. 비약해가 저너고 여 자방을 보래 가마 민도 자방 도와로 나한테 민도 바로 그래. 합니다. 민도 나 외비래 민도 나 땅이 비래 나 비래 야리 아롱고 민도 야래 민도 디아리고 바로 그래. 땡타라. 비약해 땡타라 지. 비약해가 또 하라고 지. 비약해가 또 어째 별로 잡게 되는 또 어째 저를 이제 내지로시 저를 중에서 아니 말로 또 일하래 하마 세간 소라가 또 어째 또 럽살로 없이고 또 반도 신트베 또 줘야 지금 장사가 고린도라서ပြောတာက 저는 이 폰에 왜 타고 그거 방이라 아빠이로 그 왜 폰에 왜 타고 들어져 피하게 보고 진짜서 잘로 표래 피하게 어떻게 변신이 여바오라서 스테 동생을 맞춰고 변신 너를 말하다가 야카테이로디 고로신지가 나래 고로신 아침에 고로신 아볼로 하는 거야 이게 또 신 이게 또 뒤에 동나라에서 그런 all things are from him from God through God and for God 뭐라고 from 비약해지가 나라 저놈아 시대야 아무나 부르지야 돼 비약해지가 나라 sorry 비약해지가 나라 비약해가 저놈고 비례야고 저놈가 비약해 앞에 좁아오고 그러마 나서마 비약해 아볼로마 소라 저놈이 되다 잘못해서 디마시네 니고 뭐 말로 저러 배하고 용기하게 가마 배하고 아그레 가마 배하고 저 렉하게 가마 저러를 했다 디네 띠야미 하가 저러를 마시게 배하는 게 배하는 것이 야구 피하미로 만들이야 나 저러를 봐 그래도 인디라도 명마 빠삼시고 또 방은 지고 저기로 이집너 아이고를 누리야 채울라 채네 그러면 쉐면은 백단에 죄와 그런 일에 지키네 자비네 히샤도레 민누리 띠찬사 들어가면 시래 야면 마시래 발에 쉐외 없사고 발에 비야시 민누 마시래 비야 쉐외는 시험이야 두디 세네 띠도 무도 비야기 니지스나요 판신에 비야 판신 감비야고 판신에 비야 나서마 뚱년도와 승나도 미하라고 지니 저를 아까지 뭐가 받아서 가는 거면서 깜깜하네 바로래 들어오면 야내네 하고 저를 야드하래 다음에 들어오고 저를 치바래 들어올래 야세지네 들어올래 야세지네 저를 비오면래 들어올래 막하니 너무 다네 하네 너 지니 저를 뭐가 받아 이거면 저를 다 못하래 가봐 비오래 민우는 같이 봐래 민우는 다 비오래 쟤네 폈던 나가 민우가 이렇게 하면서 그야 마음부터 그야 마음은 물론 친구 민우의 렉하고 이해지대 그야기나 또는 비로이 저놈아 저놈을 가래 그거는 쉬리 왔는데 스스로 까만 물론 비도하비로마 걔 저놈을 다 못하고 저놈 민마 저놈 라비래 하고 저놈아 네 비라 감루 전부 야 비동지가 되어 뭐지? 미안하고 하나면 우리 제수가 있다고 말이야 내가 어렵이라 뜨거워라네 우리 나오면 칩다 잠깐만요 불안해 저놈한테도 하비 다음에 배양킹아 악공 높이다래 악공성 높이다래 저놈을 가서 렉한번 넘어가보마 다음에 저놈을 렉하려니 가마 배양킹의 제수로 좀 저놈을 렉하네 보마 배양킹이가 누가 공입이라 저를 가서 표해 저놈의 지상으로 못할까 저는 이러면 천하와니 클리미와니 그러마 밀미티야 화요 포바티야 또 시구부 양으로 시구부 콜라 시구부 콜라로 클리미와 리미는 그래요
တွေ့တဲ့ခါကျတော့ဟာဒီမျိုးကိုကြည့်သူ့ကိုပြောရတယ်ဒီလေးနဲ့တော့မင်းထဲမှာသွားဘူးလေသွားဘူးဆိုတော့ဟာဒုက္ခရောက်ရောဘယ်ဘုရားကိုတရားရသွားနေမှာလဲငါ့ကိုလိုက်ငါ့ကိုတက်မဲ့ဒုက္ခပြီးမှာမရှိဘူးလုံးဝမယူမလိုက်ဘူးမလိုက်တော့ပါလေမလိုက်တော့သူမချိုးမခံစားရဘူးလိုက်ကြလို့လည်းဘုရားသွားတယ်ဒီလိုပါသွားဒီနေ့လောကမှာဒါပဲဘုရားခင်လုပ်ပေးထားတဲ့အရာအကောင်းဆုံးဒါပေမဲ့အဲ့ဒီဘုရားကိုကျွန်တော်တို့ရရှိထားတာဘုရားရရှိတယ်လို့သူရဲ့ပြင်ဆင်ထားတဲ့အရာအားလုံးကလည်းကျွန်တော်ဖြစ်သွားတယ်ဒီနေ့ဒါကိုပြောနေတာဒါကြောင့်မလို့တင်တို့ဟာနော်တင်တို့ဟာမောတော်သူဖြစ်လို့ရှိရင်ခွန်အားတော်သူဖြစ်လို့ရှိရင်နွားနဲ့တော်သူဖြစ်လို့ရှိရင်ဘုရားခင်ကကျွန်တော်တို့ကိုခွန်အားပေးတယ်ဒီလိုဘုရားမျိုးကိုရတယ်ဆိုတော့ကျွန်တော်ဒီနေ့ကျွန်တော်တော့တော့ဒီစီရဟုတ်လားကားလေးကိုမလားဒီမြန်လာပါလားဒီမြန်လာပါလားအဲ့ဒါပဲတကယ်တော့လေကျေးဇူးတော်ဆိုတာပဲတကယ်ကြောက်ကားတယ်သူ့မှာရွှေလုံးရှိတယ်ညီတော်ကဆိုကျွန်တော်တိလာတရုတ်ပြည်ဆိုရှင်သူကလုံးလေးကိုကိုင်ပြီးတော့မှလက်ကိုဒီလက်တွေစစ်တွေပါတွေကိုကျမ်းမအောင်သူကအများကစားတယ်ရွှေရှိတယ်ရွှေရှိတော့သူကစားတယ်ရွှေလုံးလေးကိုသူကတန်လုံးလေးစတီးလုံးပေါ့နော်တချို့လူကိုင်သူကလက်ကစားပြီးတော့ဖြစ်လဲဆိုတော့သူရဲ့ကိစ္စတွေခါကျတော့အဲ့ဒီမှာလောင်းစားလေးကြတာကျွန်တော်မှသမင်းစားစင်မရှိလို့ကျွန်တော်ကိုကူညီပါဦးလို့ပြောတယ်ကြည့်တယ်ကောင်းလေးကကြည့်တော့တော်တော်ရည်နော်သူတန်းနေပေါ့ကြည့်ပြီးတော့တနာရတယ်သူ့မှာလည်းပတ်စံပါအဲ့တော့သူကရွှေလုံးလေးကိုစားတယ်ကောင်းပြီဒါလေးယူသွားတာပြီးတယ်ကောင်းလေးဟာရွှေလုံးလေးကိုကြည့်တော့ဟာဘူးသူမယုံနေဟုတ်ကဲ့ယူသွားလိုက်တယ်သူမထိတ်ကြမှာဘူးဒါပေမဲ့ယူသွားလိုက်တဲ့ခါကျတော့သူဟာဖြစ်သွားတယ်ဒီနေ့ကျွန်တော်တို့ရဲ့ဘုရားရှင်လည်းသူကပြောနေတာကငါမင်းတို့နဲ့တူရှိတယ်လို့ပြောတာနော်သူကကျွန်တော်တို့ကိုမင်းတို့ငါနဲ့တူရှိဖို့မပြောဘူးနော်ဝင်နေပတ်တော့ကတော့ကျွန်တော်တို့ပြောတယ်ဒါပေမဲ့သူကအတူရှိမယ်လို့ပြောတဲ့အခါမှာကျွန်တော်တို့ကသူ့စီကိုသွားလို့ရတယ်သူ့ဘက်ကနေသူအာမခံတာဖြစ်တယ်ပြန်ပြောရင်ခရစ်တော်ဘုရားနောက်ဆုံးပြောတဲ့စကားပါလေဆရာရောဘတ်ထုံးလေးတွေ့ရတယ်တရားဟောဘလို့တော့တဲ့သူကလေးတွေကိုပေးတယ်နောက်ဆုံးပြောတဲ့စကားလေးပြောတဲ့အခါကျတော့ချက်ကြီးကတည်ဆိုထားတယ်ပြောတတ်တာပါဆရာရောဘတ်ထုံးကရောဝထင်ကြီးနေတာတတ်ပိုင်းပိုင်းဆိုတော့သူပြောတာကဘာလဲဆိုတော့ပြောတဲ့စကားဟာသူရဲ့အာမခံချက်ငါဒီတင်တို့နဲ့တူရှိငါဒီတင်တို့နဲ့တူရှိမယ်လို့ပြောတဲ့စကားဟာတဲ့တခါလေကျွန်တော်တို့ကသူနဲ့တူရှိမှပဲသူ့ဘက်ကတူရှိမယ်မဟုတ်ဘူးသူ့ဘက်ကတူရှိမယ်လို့ပြောတဲ့ဟာကိုကျွန်တော်တို့လက်ခံရမယ်ရှိဒီခါမင်းတို့တစ်ခေါက်ကလူမှလည်းပြောတယ်တစ်ခေါက်ကဒီကောင်းနေလို့ရှိတယ်မောင်ဖြူနဲ့မောင်ဖြူနဲ့မောင်မဲညောက်ရှိတယ်မောင်ဖြူနဲ့မောင်မဲဟာမောင်ဖြူကရေလုံးအောင်ကူးတယ်မောင်မဲကတော့ရေကူးတာတက်တယ်ဒါပေမဲ့မောင်ဖြူကအိမ်ပြန်ကျောင်းကနေအိမ်ကိုပြန်တယ်အိမ်ကနေပြီးတော့မှကျောင်းကိုပြန်ဖို့ပြဆိုရင်မြစ်ကိုဖြတ်ရတယ်ဆိုတော့မြစ်ကိုဖြတ်တဲ့အခါကျတော့သူ့ဖေကလိုက်ဖို့မင်းဆိုမောင်ဖြူရဲ့ဖေကလေသမားလေထိုးတယ်လေလိုတဲ့သူဟိုဘက်ကတပည့်ကပို့ပြီးတယ်တက်ဆိုညတဲ့ကောင်ကြီးမှာတော်တော်စီပေါ်တယ်စေဘောတက်ပြီးတော့မှစီဆလို့တယ်အဖေကလိုင်းနေပါလေးရှိတယ်လေးနေပါလေးရှိတယ်အဲ့တော့သူ့ဖေကလည်းစီလော်တဲ့သူဆိုတော့သူကသတိထားပြီးတော့လောတယ်မြစ်လည်းရောက်တော့စီရပေါ့လိုင်းကြည့်ပြီးတော့ဘုံဆိုလက်တဲ့လိုင်းလေးဟာလေပေါက်သွားတဲ့ခါကျတော့အဲ့ဒီမှာမောင်မရတော့ရေကူးတန်တဲ့ခါမှာရေကူးတယ်ကိုတို့သူသိရတယ်မောင်ဖြူမင်းအဖေကိုကန်ထားလို့ပြောတယ်အဖေနဲ့သူတိုက်တယ်မောင်ဖြူကစားလို့ဟာငါဖေကမကန်ထားဘူးအဲ့ဒါမောင်မင်းကကိုဆိုရင်တော့မောင်ဖြူမင်းဖေကိုမင်းကန်ထားကန်ထားဘူးတဲ့ဒါပေမဲ့အဖေငါ့ကိုကန်ထားတယ်ဆိုတော့တော့ဒီကတော့ဆက်ကူတယ်မတူတော့
ဖေကိုကြိုင်တယ်နဲ့ဖျားကြိုင်တယ်နဲ့ဖျားခင်ကိုကြိုင်တယ်နဲ့ဖျားခင်ကကြိုင်တယ်နဲ့ဒါပေမဲ့ကျမ်းစာကပြောတာကပိုကောင်းတာကဖျားခင်ဒီငါဒီတင်လို့နဲ့အတူရှိတယ်လို့ပြောတယ်သူကကျွန်တော်တို့ကိုအာမခံနေပြီလေငါမင်းတို့ကိုမင်းတို့နဲ့အတူရှိတယ်မင်းတို့ကငါဆွေးရဒါမြစ်ပြေတာ I will never leave you nor forsake you မင်းတို့မဆုတ်ဘူးငါပြည့်ရမထားဘူးလို့ပြောတယ်ဘုရားဘက်ကအမခံနေကြတယ်ဘာသာတရားကတော့ကျွန်တော်တို့လူသားဘက်ကနေတိုးဝင်ခြင်းကဒါဘာသာတရားခရစ်တော်ရဲ့မြတ်တာဒီနာတရားပေါ့သူ့ဘက်ကနေသူမားစသူ့ဘက်ကနေသူငါမင်းနဲ့သူရှိတယ်လို့ပြောနေတာသူ့ဘက်ကအမခံတာကျွန်တော်တို့ဘက်ကလက်ခံဖို့တာဟုတ်ကဲ့ကိုကျွန်တော်နဲ့သူရှိပါဒါပဲကျွန်တော်တို့ခါဖွင့်ပြရမယ်လက်ခံပြရအဲ့ဒီပိုင်းကျွန်တော်တို့ကျေးဇူးခံစားဒါမှမဟုတ်ဒီမှာရှိတဲ့ဒီကိုကျွန်တော်တို့ဒီနေ့ဖျားတယ်တလောက်ချင်တယ်ကျွန်တော်တို့တလောက်ကိုကျွန်တော်တို့သူနဲ့အတူရှိဖို့ပြောတယ်ကျွန်တော်တို့ကတမှုရှိတယ်ဘယ်လိုကြောင့်လဲခရစ်တော်ကြောင့်ကျွန်တော်တို့တမှုရှိတယ်ညီမပြည်ကလာလို့တောင်ပေါ်ကဆရာလို့ခင်မသိနဲ့မင်းသက်တာကမှရှိတယ်ပြောရတယ်ဟုတ်လားကျွန်တော်ဘယ်တော့မှမနေဘူးကျွန်တော်ဘယ်တော့မှစိတ်ကမကြဘူး American နဲ့ညီကိုပဲကောင်းမှုစကားပြောပြောပါစကားပြောခရစ်ချင်းဆိုပိုတော့ပြောသေးတယ်ခရစ်မဟုတ်တဲ့လူတွေခေါင်းနဲ့ခေါင်းပါလေးလည်းပြေကျွန်တော်ကြည့်ပြီးတော့မင်းကတမားတယ်ဘုရားလည်းကြည့်တယ်ဘုရားလည်းရှိတယ်နောက်တစ်ခါလေးစိတ်ကောင်းနေတာပါလဲဆိုတော့ဒီကနေအဲ့ဒီကနေပြီးတော့ကျွန်တော်တို့စီကို American တွေကလာပြီးတော့ဘုရားတရားကိုလာပြောတဲ့အခါကျွန်တော်တို့ဘုရားပြီးတော့အင်္ဂလိပ်နဲ့လည်းဘုရားတရားကိုလာပြောတယ်ကျွန်တော်ကြည့်တယ်ဒီနေ့မသိတဲ့လူတွေဖျားရှိတယ်ကျွန်တော်စိတ်ကောင်းကြည်စံတော့ကောင်းတဲ့အရာကြီးကိုကျွန်တော်လက်ဆွဲပြဿနာကဘာလဲဆိုလို့ရှိရင်လူတွေကကျွန်တော်လက်စိတ်ကောင်းသူတို့ပြောတယ်ပြောတယ်ဆိုမောရအေးရကေးစီနေပါစီငါတို့အဆင်ပြေပါကျွန်တော်ဘယ်ကေးစီနေပါစီငါတို့အဆင်ပြေပါလေဒါမဲ့အဆင်ပြေဘူးဒီထားမှာအဆင်ပြေဘူးဆိုတာသူသိတယ်ဒီဖြစ်နေတာကြီးပဲလို့နော်ဂျပန်ရဲ့ဖြစ်သွားတဲ့ဟာဒီဆူနာမီဖြစ်သွားတဲ့ဟာနော်ဒီကျွန်တော်တို့အခုဆိုကြောက်နေရတဲ့ nuclear bomb တွေပါလေဆိုတာကဘယ်တော့မှဆိုလောကကြီးမှာဘယ်နေရာမှာမဆိုဖြစ်နေတဲ့ဟာကြီးပဲကျွန်တော်တို့အမေရိကန်မှာလူခဲ့တဲ့nepal ဘက်မှာပြည်တယ်လူခဲ့တဲ့နေငယ်ကတကယ်တော့ဒီ Hiroshima မှာပေါက်တဲ့နုနုဘုံကပေါ်၍ကြီးမားတဲ့ຢာကြီးကပေါက်ပြီးတော့နေတာသူထင်းနေသွားလိုက်သူတို့ကမှပြန်ပြောရတယ်ပျက်စီးကနေပေါက်ကွဲကနေချီနေဘူးသူတို့ထင်းလိုက်လို့ဒီနေ့ American နိုင်ငံကြီးမှာနော် New York ဆိုတာ Washington DC ဆိုတာရှိနေတာသူတို့လည်းပဲထင်းထားလိုက်တာတော်သွားပြီသူလည်းအော်မိတယ်အော်ခမှပြန်ပြောကြတယ်ဒီနေ့ဖြတ်သွားနေတာကြီးလေဘလောက်ပဲကောင်းဆုံးထင်းနေမှာဆိုပေမဲ့ဒီနေ့ nuclear power ဆိုတာကဒီမှာဖြစ်တော့လည်းပဲဒီ waste ကပဲသူ့ရဲ့ထွက်လာတဲ့ဒီအမြင့်ကြီးတွေကပဲဒုက္ခပေးနေတဲ့အရာတွေဒီကဘာလို့ကကြည့်တော့ဘာမှဖြစ်လို့မရဘူးဒါပေမဲ့ကျွန်တော်တို့မှာဘုရားသခင်ရှိတယ်ဆိုရတာကဖြစ်လာပါစေနော်ဘုရားသခင်ရှိတဲ့အကြောင်းအရာဟာကျွန်တော်တို့ထာဝရကြည့်ဖို့ကြောင်းပါဒါကိုဒီနေ့ပြောနေတာတော့ခဏတာအခြေအနေလေးမှာဂျုံဘဝနဲ့နေရတဲ့ဒီအideal လူမျိုးတွေကိုပြန်ပြီးတော့အားပေးတာကငါတို့မှာဘုရားရှိတယ်ငါတို့မှာရှင်လို့မရတဲ့ဘုရားရှိတယ်လူငယ်တွေကတော့တခါရဲပြီးမယ်ရွှေလင်းတာကဲဆိုပြီးတော့မှအားပြကြတယ်တော်တော်လည်းပဲလူငယ်တို့ကထိမိရလဲမှာခြောက်ရဖျောက်ကိုမြုံနေသူတွေကတော့ဖြစ်အားပြပြီးတော့မှလူငယ်တွေနဲ့တော့အစွမ်းရှိပါတယ်ဒီချက်မှာပုံသားသွားအောင်ဒီနေ့ပြောတာကရွှေလင်းရုံကဲလို့ကျွန်တော်လေးရုံချီကာဂိုဆန်ဖရန်စစ္စကိုတောင်ပေါ်နေကျွန်တော်တို့သွားတက်ပြီးမှမြို့ကိုကြည့်လိုက်အဲ့ဒီမှာဘာတွေ့လဲဆိုလေးကျွန်တော်ဘေးမှာတိတ်ခါတော့တော့ကျွန်တော်ကြည့်တော့အလားရွှေလင်းရုံဒီခါကျွန်တော်သိချင်ဘူးသူလေတာတိုင်းနေချင်မှာသူတောင်လေးကိုဖျားလေးပေါ်မှာဘောပါတော့တောင်လေးကိုခက်လိုက်ပါတော့လေဒီရတဲ့ဒီမှာခိုင်းစီရောကျွန်တော်ကြည့်တော့ကြည့်စမ်းလူတွေကကြောက်နေတာလေးဆိုရင်လူတွေကကြောက်တာ
ဒါပေမဲ့လေကြောက်စရာကောင်းတဲ့လေကိုတော့သူကဘုံစီးပြီးတော့အေးစီးနဲ့သွားနေတယ်ဖះကိုယုံကြည်တဲ့သူတွေနဲ့တက်တာဒါပဲလားခုနကချင်းဆိုကြတယ်နော်ခရစ်တော်တရားနဲ့ကျွန်တော်ရဲ့ဗါလဲအကောင်းဆုံးပြောလေဆိုပြီးတော့မှမပြီးဘူးတဲ့တော့နော်အကောင်းဆုံးပဲဆိုပြီးအခက်ခဲတွေဒုက္ခတွေတက်လာကြတယ်မှာတယ်ဖြစ်လေသူကအကောင်းဆုံးဒီဆိုဒါမှဒီအဲ့ဒါကိုမမင်းဒီတမိုးရှိဆုံးမမင်းတော့မလေးလိုက်တယ်သူတို့ဟာကြီးကိုအုပ်ချင်ပြီးတော့မှကျွန်တော်တို့ကသူတို့ကိုလိုက်တော့ကြောက်စရာကောင်းတယ်သူတို့ကိုကျွန်တော်တို့ကချစ်ရမယ်သူတို့ကိုတံပိုးထားရမယ်သူတို့ကိုလည်းရစေချင်တယ်ဒီနေ့ကျွန်တော်တို့ထိုင်နေတဲ့ဆွေးမှာကျွန်တော်တက်တဲ့ဆွေးမှာဂျပန်တွေနိုင်ပါ American တွေနိုင်ပါအားလည်း cross cultural ကျွန်တော်တို့ ministry ဆိုတော့ဒီလိုမျိုးရိုးရာယဉ်ကျေးမှုတွေမတူတဲ့ဘောဓာမတူတဲ့ဒွေကြားတွေမှာတောက်တော့ဘလူးကျိုးပုံပေါ်ထိအောင်လုပ်နိုင်တယ်ဆိုတာကျွန်တော်စဉ်းစားနေတာပါဂျပန်ကြားထဲမှာထိအောင်ဂျပန်လူမျိုးတွေရဲ့တွေးခေါ်ဂျပန်လူမျိုးတွေရဲ့အမြင်ဂျပန်လူမျိုးတွေရဲ့အခြေအနေမှာခရစ်တော်ကိုဘယ်လိုတို့ထိမိရအောင်လုပ်နိုင်တယ်ဆိုတာကျွန်တော်ပြောနေတာဒီနေ့ဒီမှာရှိတဲ့ညီကိုတွေကျွန်တော်ပြောတယ်လို့ကျွန်တော်များပြလိုက်နိုင်ရှိတယ်စစ်ကူတွေနိုင်ရှိပါတယ်ဘယ်သူလဲလို့ပြောတာကြွားထားတာကျွန်တော်မှာစစ်ကူတွေနိုင်ရှိတယ်မြန်မာပြည်စစ်ကူတွေဒီမှာရှိဟဲ့နော်ကျွန်တော်တို့သွားပြီးတော့သူတို့ကိုခရစ်တော်ကိုရအောင်ကျွန်တော်တို့ဒီလိုဖန်တီးဖို့လိုတယ်ကြိုးစားဖို့လိုတယ်နှိမ့်ချဆိုရင်အကောင်းဆုံးသူတို့ကိုလည်းပြီးပြီးဖို့လိုတယ်ကျွန်တော်သားလို့ဘယ်လိုလဲကျွန်တော်သားလို့စားပါဒီကောင်မှတက်တော့သူငယ်ချင်းကပြောတယ်ဟေးမင်းတို့သွားလာတယ်ဟိုမှာသူတို့မနေ့ဆိုသူတို့အော်ဂန်လာလို့ဆိုရတယ်ဟုတ်လားသွားလာဆိုတော့ဘာလို့လဲတော့မင်းတို့ဖျားနားလည်းမချဘူးသူတို့မြင်တယ်ဖျားတော့ဘာလို့မလဲငါဖျားနားချတယ်ငါဖျားမြင်တယ်ငါဖျားဖြီးပြီးတယ်မင်းတို့ဖျားအသိတယ်ကျွန်တော်ပြောတာမနှုတ်ခံအဲ့လိုမျိုးတိတ်မပြောနဲ့နော်အဲ့တေးလို့ပြောလို့ပြောရတယ်သူတော့တိတ်ပြောနော်ခါရဲရှင်းသူသိရအောင်ပြောရတယ်အားရပါတယ်ပြောတယ်ဆိုတော့ဒီနေ့ကျွန်တော်တို့မနေ့ကျွန်တော်မှရှိပါတယ်ကျွန်တော်မှဝါကြွားတယ်ကျွန်တော်မှဒါကိုကျွန်တော်တို့ကလုံးဝကျွန်တော်အဖစိတ်ကနေပြောလို့ရတယ်တိုးတော်လည်းပဲသူတို့လည်းရပါစေဆိုတဲ့မြတ်တာသူတို့လည်းကျွန်တော်တို့ကြောင်းဖြစ်တယ်တော့ဒါမျိုးဒီဖျားကိုကျွန်တော်တို့သိရတယ်ဒီဖျားကိုဒီနေ့ကျွန်တော်တို့ကဝေငှဖို့ပြောတယ်ဂျွန်ဝက်စလီကျွန်တော်ရဲ့ Methodist ရဲ့ခေါင်းဆောင်ကြီးဟာသူတရားဟောပြီးလို့ရှိရင်ဒီမှာပြောတယ်ပြည်တာတော့သူရဲ့အိုးပေါ့နော်မိဖို့တိလား Methodist တဲ့ဥစ္စာနော်တို့ရခုလို့ဆောင်ပြတာတော့ဘာပြောလဲဆိုရှင်တရားဟောပြီးလို့ရှိရင် I gave them Christ တရားဟောပြီးလို့ရှိရင်သူလူတွေအများကြီးကိုတရားဟောတယ်လမ်းဘေးမှာလည်းသူတရားဟောတယ်သူတရားဟောပြီးလို့ရှိရင်သူတို့ပေးတယ်အခက်တော်သူတို့ပေးတယ်ခရစ်စမတ်မှာအကောင်းဆုံးလက်ဆောင်ပေးမယ်ဆိုဘာပေးမလဲဘာပေးနော်ခရစ်စမတ်မှာအကောင်းဆုံးလက်ဆောင်ပေးပါကြ။ဘာပေးကောင်း။သူခရစ်စမတ်ရောဆူရှီကျွေးကောင်းမယ်။ကျွန်တော်ပြောပါလေဒါပေမဲ့ခရစ်စမတ်မှာအကောင်းဆုံးလက်ဆောင်ပါခရစ်တော်ဖြစ်တယ်။ကဘာမှာဒီချက်ကောင်းတာရှိအကောင်းဆုံးလက်ဆောင်ခရစ်တော်ဖြစ်တယ်ဆိုတော့ဒီလိုပါဒီနေ့ကျွန်တော်အားလုံးခရစ်တော်ရထားတဲ့အာမင်နဲ့ခရစ်တော်ကိုပြီးရင်သူတို့ကိုကျွန်တော်တို့ကပေးမှုဖြစ်တယ်ဟုတ်ပြီနော်သူတို့ကကားစီတိုင်းကျွန်တော်တို့အားမချနဲ့နော်ရှိနေပါလေကျွန်တော်လည်းဘော့စကတာစီစီရရတယ်ကားစီစီရတယ်ဒါနဲ့နော်အကောင်းစားလေးစီလို့ရတယ်သူလည်းခဏပဲစီတာပါကျွန်တော်တို့နည်းနည်းပိုခဏပိုနေတာပေါ့သူကခဏလေးစီတာဒါပဲပေါ့နော်ဘုရားခရစ်တော်ဟာကျွန်တော်တို့ထာဝရရှိတာသူ့ကိုကျွန်တော်ရတာကကျွန်တော်မှမြန်မြန်မှာထောက်ဖို့ကြည့်ဒါပေမဲ့ထောင်သွားဖို့တော့မဟုတ်ဘူးပင်ချဆိုတယ်သူတို့လည်းဒါကိုရနေတာပဲသူတို့လည်းအကောင်းဆုံးလက်ဆောင်ပြီးဖို့ကြိုးစားရအောင်ဟုတ်လားဟုတ်ပြီနော်အာမင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 ်နာနာကိုရှင်ထာဝရမြတ်စွာဘုရားဒီကိုရှင်ဟာတကယ်ကိုချစ်စင်ကောင်းတဲ့တန်ဖိုးရှိတဲ့ဘုရားဖြစ်ပါတယ်ကိုရှင်ဟာလောကကြီးကိုဖန်ဆင်းဥစ္စာလို့အစင်မြဲတည်လို့ဘုရားဖြစ်ပါတယ်လူရဲ့အချမ်းစီအမိနေသောဉာဏ်တော်နဲ့ပြည့်စုံတဲ့ဘုရားဖြစ်ပါတယ်
အားနေသောသူများကိုခွန်အားပေးတဲ့ဘုရားခင်ဆင်းရဲသောသူကိုချမ်းသာစေတဲ့ဘုရားခင်ဖြစ်ပါတယ်ဒီနေ့ထာဝရတကူပြီးလို့ရှိကိုရှင်ဖြစ်ပါတယ်ဒီနေ့ကိုရှင်ကိုရလို့ကျေးဇူးတင်တာတော့တန်ဖိုးရှိတဲ့ຢာကိုလောကကြောင်လာကိုရတာတဲ့ပိုကောင်းတဲ့ကိုရှင်ကိုရချင်လို့ဒီနေ့ကိုသိစေပါအောင်မြင်စွာဆက်လက်သက်ရှင်နိုင်မှုဖြစ်စေပါသူများကိုမင်းဒီခရစ်တော်ကိုရှင်ကိုပေးတဲ့သူများဖြစ်စေပါဒီဟာကတိကျကျေးဇူးတော်ကိုချီးမွမ်းခရစ်တော်၏နာမတော်၌ဆုတောင်းစကားနဲ့ကြားပါဟာတာဝရဆိုရအာမင်